အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ပေါ့နော်စီဂျိုသွေးကြိုနဲ့ပတ်သက်ပြီးကုသတဲ့နေရာမှာအဓိကအရေးကြီးတဲ့နောက်ဆက်တွဲဆိုးကျိုးနှစ်ခုဖြစ်တဲ့ diabetic kidney disease diabetes နဲ့ heart failure diabetes နဲ့ ischemic heart disease တွေမှာအင်မတန်အရေးပါတဲ့နောက်ပိုင်းမှာပေါ်လာတဲ့ပေါ့နော် guideline တွေကလည်းအတိအမှတ်ပြုလာတဲ့ finerenone ဆိုတဲ့ဆေးအကြောင်းလေးကိုကျွန်တော်တို့ဆွေးနွေးတင်ပြချင်ပါတယ်ဆိုတော့ဒီကောင်ဒီ finerenone ဒီကျွန်တော်တို့ရှိသမျှ guideline တွေမှာအကုန်လုံးပါဝင်လာတာဖြစ်ပါတယ်ဆိုတော့ဒီ finerenone ကကျွန်တော်တို့ဒီ diabetic kidney disease diabetic heart failure diabetic ischemic heart disease တွေကုသတဲ့နေရာမှာအင်မတန်ရေးပါတဲ့အခမ်းအနားပါဝင်လာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာလည်းဒီ finerenone ကကျွန်တော်တို့ Zifan ကုမ္ပဏီကတင်သွင်းလာပြီးတော့တက်တာတဲ့ဈေးနဲ့ကိုရရှိနေတာဖြစ်ပါတယ်ဆိုတော့ဒီ finerenone ဒီနိုင်ငံတကာတွေမှာအခုမှစသုံးကားတာဖြစ်နေတယ်เนาะ even though ကျွန်တော်တို့နိုင်ငံတကာတွေမှာတချို့သောနိုင်ငံတွေမှာတော့မရရှိသေးပါဘူးဆိုတော့ကျွန်တော်တို့မှာအင်တန်เนาะကောင်းတဲ့အခွင့်အရေးပေါ့เนาะကျွန်တော်တို့ဗမာနိုင်ငံမှာပဲဒီ finerenone ကိုထုတ်တယ်เนาะ Zifan ကုမ္ပဏီကထုတ်တယ်ဗမာနိုင်ငံမှာပဲကျွန်တော်တို့ဈေးသက်တာနဲ့လည်းရရှိတယ်ဒါအပြင်သူတို့ကကျွန်တော်တို့ရဲ့ခုနပြောတဲ့စီးကျိုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ diabetic kidney disease ကိုခံတားတဲ့နေရာမှာကုသတဲ့နေရာမှာလည်းအင်မတန်အရေးပါတယ်ဆိုတာကိုเนาะ evidence base guideline တွေတင်ပြပြီးဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းနဲ့ပတ်သက်လို့ကျွန်တော်တို့အခုအသုံးပြုနေတဲ့ပို့ပေါ့เนาะဆရာမများအားလုံးကိုကျွန်တော်တို့ knowledge မျှဝေခြင်းနဲ့အကြောင်းကျွန်တော်တို့ရဲ့မြန်မာနိုင်ငံစီယိုသွေးကြိုအသင်းကြီးရဲ့ဟော်မုန်းဗေဒဆေးပညာအရှင်အသင်းဖြစ်တဲ့ MSN ရဲ့ Zifan ကုမ္ပဏီကနေပြီးတော့ပူးပေါင်းပြီးတော့ကျွန်တော်တို့ series လေးတစ်ခုကျွန်တော်တို့တင်ပြခြင်းပါတယ်ကျွန်တော်တို့လှုပ်ဆောင်ခြင်းပါတယ်ဆိုတော့ကျွန်တော်တို့လုပ်မဲ့ design ကတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့နော်ဟော်မုန်းထုခုဆရာဝန်ကြီးတွေက eminent speaker 3ယောက်ကိုကျွန်တော်တို့ဖိတ်ကြားပါမယ် eminent speaker တယောက်ချင်းကသူတို့နဲ့သက်ဆိုင်တဲ့ topic တွေကိုကျွန်တော်တို့ August လအပတ်စဉ်စနေနေ့တိုင်းမှာကျွန်တော်တို့ဒီ Zifan ရဲ့ YouTube channel Zifan ရဲ့ Facebook channel ကျွန်တော်တို့ရဲ့ MMDA MSN ရဲ့ Facebook တွေYouTube channel တွေမှာတင်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒါတွေက recorded video တွေပေါ့ဒါကိုဆရာမတို့အနေနဲ့နားထောင်ပါလမ်းလုပ်ပါမသိရရှိရင်မှတ်ထားပေးပါအဲ့တော့နောက်ဆုံးပိတ်တော့ကျွန်တော်တို့ August လ29ရက်နေ့ကြာလို့ရှိရင်ကျွန်တော်တို့ webinar တစ်ခုလုပ်ပါအဲ့ဒါကတော့ကျွန်တော် live webinar ပေါ့နော်အဲ့ဒီမှာကျွန်တော်က moderator အနေနဲ့ဆောင်ရွက်ပြီးတော့ speaker 3ယောက်ကနေပြီးတော့ကျွန်တော်တို့ဆရာတို့တင်ပြသွားတဲ့ဆွေးနွေးသွားတဲ့ video နဲ့ပတ်သက်လို့ဆရာမတို့မရှင်းလင်းတာတွေရှိတာတွေကိုကျွန်တော်တို့အနေနဲ့အဲ့ဒီမှာရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ main title လေးကတော့ The New Era in Cardiorenal Medicine The Finerenone Story ဆိုပြီးတော့ကျွန်တော်တို့နာမည်လေးပေးထားပါတယ်ကျွန်တော်တို့ subtitle တွေအနေနဲ့ first speaker ကတော့ဒါ Professor Nini Lai ပေါ့ဆိုတော့ Professor of the Medicine and Endocrinology in University of Medicine 1မှာသူကတာဝန်ကျနေပါတယ်အဲ့တော့ဒီ Professor Nini Lai ကိုတော့ကျွန်တော်တို့က Finerenone in daily clinical practice เนาะ patient selection initiation and monitoring ဆိုပြီးတော့ Finerenone ကိုဘယ်လိုသုံးရမလဲဘယ်လိုလူတွေကိုသုံးရမလဲဘယ်လိုမျိုးစရမလဲဘယ်လို monitor လုပ်ရမလဲဆိုတော့တကယ်လက်တွေ့အသုံးချနိုင်အောင်ကျွန်တော်တို့ကเนาะဆရာမတို့လက်တွေ့သုံးနိုင်အောင်သတိထားမယ့်အချက်တွေအကုန်လုံးကိုတင်ပြပေးဖို့အတွက်ကျွန်တော်တို့အနေနဲ့အကူအညီတောင်းထားပါတယ်ဆိုတော့ Professor Nini ကဒီ topic နဲ့ကျွန်တော်တို့ပြောကြမှာဖြစ်ပါတယ်ဆိုတော့ဒုတိယ speaker အနေနဲ့ကျွန်တော်တို့က Professor ထက်ထက်ခင်ပေါ့ Professor Head of the Department of Endocrinology University of Medicine 1ကိုကျွန်တော်တို့ရွေးချယ်ထားပါတယ်ဆိုတော့ Professor ကတော့ From Evidence to Excellence Finerenone in Diabetic Kidney Disease ကိုပြောကြားသွားမှာဖြစ်ပါတယ် The role of Finerenone in treating Diabetic Kidney Disease ပေါ့အဲ့ဒါအင်မတန်အရေးကြီးပါတယ်ကျွန်တော်တို့အများကြီးတွေ့နေရပါတယ် Diabetic Kidney Disease ကတကယ်တမ်းတော့ကျွန်တော်တို့ဒီ Diabetes ကိုကုရင်40% က kidney ထိနေကြတယ်အဲ့တော့လူနာတွေကအမြင်ပြီးကျွန်တော်ရဲ့ကြောက်ကပ်ကိုပူဆိုးမသွားအောင်ဘာတွေများဆောင်ရွက်ရမှာလဲဆိုလို့ရှိရင်ဒီ Finerenoneဒီ one of the evidence based and guideline mediated
drugs တခုဖြစ်နေပါတယ်ကျွန်တော်နိုင်ငံမှာလည်း available ဖြစ်တဲ့အတွက်ကြောင့် professor အနေနဲ့ diabetic kidney disease တွေမှာ the role of finerenone ကဘယ်လိုရှိတယ်လဲဘယ်လိုသုံးရမလဲဆိုတာကိုကျွန်တော်တို့တင်ပြသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့နော်စောင့်မျှော်နားထောင်ကြပါလို့ကျွန်တော်တို့အနေနဲ့အသိပေးလိုပါတယ်ဆိုတော့တတိယ speaker အနေနဲ့ကျွန်တော်တို့က Professor ဆန်းဆန်းဝင်း the professor and head of the Department of Endocrinology University of Medicine 2ကိုရွေးချယ်ထားပါတယ်ဆိုတော့ဆရာမကတော့ from evidence to excellent finerenone in heart failure ကိုကျွန်တော်တို့တင်ပြဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ finerenone ဒီအခုကျွန်တော်တို့ heart failure ရဲ့ one of the pillars of the treatment guideline mediated drugs ဖြစ်နေပါပြီဖြစ်နေတဲ့အတွက်ကြောင့် Professor ဆန်းဝင်းအနေနဲ့ the role of finerenone in heart failure ကျွန်တော်အသေးစိတ်တင်ပြသွားမှာဖြစ်ပါတယ် evidence ရောဘယ်လိုမျိုးကျွန်တော်ဘယ်လိုလူတွေများရွေးချယ်သုံးရမလဲဘယ် stage မှာသုံးရမလဲဘယ်လောက်ကြာသုံးရမလဲဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲဆိုတော့သူအနေနဲ့တင်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ speaker 3ယောက်ဒီအပတ်စဉ်စနေနေ့တိုင်းမှာကျွန်တော်ရဲ့ recorded video တွေကိုကျွန်တော်တို့ပြောခဲ့တဲ့ channel တွေမှာတင်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ3ပတ်ပြီးသွားရင်တော့ကျွန်တော်တို့အနေနဲ့နော် August 29မှာကျွန်တော်တို့ဒီ speaker 3ယောက်ကိုပြန်လည်ဖိတ်ခေါ်ပြီးတော့ကျွန်တော်က moderator လုပ်ပြီးတော့ live session တခုကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဆိုတော့အဲ့မတိုင်လေးမှာဆရာဆရာမတို့စီကနေပြီးတော့နော် Zfan company ကနေပြီးတော့မေးခြင်းနဲ့မိကုန်းနေဆရာတို့ query ဖြစ်တာတွေအကုန်လုံးကိုကျွန်တော်တို့တောင်းခံပါလိမ့်မယ်ဆရာတို့ကျေးဇူးပြု၍နော်ကျွန်တော်တို့ဟိုလိုအပ်တာအကုန်ပြောပါပွင့်ပွင့်လင်းလင်းကျွန်တော်တို့ဆွေးနွေးပါကျွန်တော်တို့အဲ့ဒီအချိန်မှာ live webinar မှာတော့ကျွန်တော်တယောက်ချင်းကိုခေါ်ပြီးပြောဖို့အမှန်တန်ခက်တဲ့အတွက်ကြောင့်ဆရာတို့ရဲ့မိကုန်းတွေတက်လာတော့မှကျွန်တော်တို့ကဒီမိကုန်းတွေကို speaker တွေကိုကျွန်တော်ပြန်လည်ပြီးတော့ဝင်မြမယ်သူနဲ့သက်ဆိုင်အပိုင်းတွေကိုသူတို့ပြန်လည်ဖြေကြားမယ် and then ကျွန်တော်တို့ webinar လေးမှာကျွန်တော်တို့ highlight လေးတွေကျွန်တော်တို့ပြန်လည်တင်ပြမယ်ပြီးတဲ့အခါမှာဆရာတို့အဲ့ဒီ webinar မှာလည်းဆရာတို့လိုအပ်လို့ရှင်မိကုန်းတွေထပ်ပြီးကျွန်တော်တို့ဖြေကြားပေးပါမယ်ပေါ့နော်ဆိုတော့ဒီ program လေးကအဓိကအဖြစ်နော်ကျွန်တော်တို့ခုနပြောတဲ့ cardio-renal medicine မှာအမှန်တန်အရေးကြီးလာတဲ့ the role of finerenone လေးကိုကျွန်တော်တို့ဆရာတို့ဆရာမတို့အနေနဲ့နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်အောင်ကျွန်တော်နိုင်ငံမှာလည်းရနေပြီအမှန်တန်သက်သာတဲ့ဇီနှုန်းနဲ့လည်းဖြစ်နေပြီဒါကိုမှန်မှန်ကန်ကန်သုံးတတ်အောင်ရွေးချယ်သုံးတတ်အောင်စီစဉ်ဆောင်ရွက်တဲ့ program လေးဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဆရာတို့ဆရာမတို့အားလုံးအင်တိုင်းအားတိုက်ပါဝင်ပြီးတော့ကူညီနော်ကြည့်ရှုအားပေးပြီးတော့လိုအပ်တာလေးကိုကျွန်တော်တို့မေးကြပါပေါ့နော်ကျွန်တော်တို့တက်နိုင်တော့ကျွန်တော်ဖြေချပေးပါမယ်တက်နိုင်တော့ဆရာဆရာမတို့နဲ့ညှိပြီးဒီဆေးကိုသုံးအောင်ပေါ့နော်သုံးရဲအောင်နော်ဘယ်လိုသုံးရမလဲမှန်မှန်ကန်ကန်သုံးတတ်အောင်ကျွန်တော်တို့တင်ပြသွားမယ့် program လေးဖြစ်ပါတယ်ဆိုတော့ဒီလိုအစီအစဉ်ကိုဆောင်ရွက်ပေးတဲ့နော် Zfan company ကိုလည်းကျွန်တော်တို့အထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ကသူတို့တည်လာတဲ့တောင်သူတို့နော်စပြီးတော့ဗမာနိုင်ငံမှာ introduce လုပ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံတကာနဲ့ရင်ပေါင်တန်းပြီးသုံးနိုင်တော့မှာဖြစ်ပါတယ်ဆိုတော့ကြောင့်ကျွန်တော်တို့ဟိုတလောကတော့ကျွန်တော် Facebook ထဲမှာတွေ့လိုက်တယ် UK က consultant တယောက်ကပေါ့နော်ဟဲဒီ finerenone ကကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့နော်နော် primary care physician တွေအောင်သုံးနေပြီတဲ့ငါတို့ UK တော့ကြံခဲ့ပြီဆိုတော့စကားလုံးလေးတစ်ခုတွေ့တဲ့အတွက်ကြောင့်ကျွန်တော်တော်တော်ဝမ်းသာပါပါတယ်ဒီနေ့လဲစိုးရိမ်ပါတယ်ဘယ်လိုစိုးရိမ်လဲဆိုတော့ကျွန်တော်တို့ကသူတို့လည်းကျွန်တော်တို့စောင့်ကြည့်နေတဲ့အခါမှာစသုံးတာတော့ကျွန်တော်တို့က appreciate လုပ်တယ်သို့တော့မှန်မှန်ကန်ကန်မသုံးတတ်လို့နော်ဒုက္ခပေးရည်လည်းရှိပါတယ်ဥပမာဆိုတော့ potassium တွေတက်တာကြီးကျွန်တော်တွေ့တယ် potassium တက်ရင် finerenone တောက်လို့ potassium တက်ရင်ဘယ်လိုလုပ်ရမလဲဆိုရယ်ဘယ်လို monitor လုပ်ရမလဲဆိုဆရာတို့ကတိကျကျကျွန်တော်တို့သိရင်ကျွန်တော်လူနာအတွက်လည်းအကျိုးရှိတယ်နိုင်ငံတကာလည်းကျွန်တော်တို့ appreciate လုပ်မယ်ရင်ပေါင်တန်းနိုင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့နောက်ကျမကြံခဲ့အောင်လို့ကျွန်တော်တို့ဒီ program လေးကိုဆောင်ရွက်ခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ ਨੇ ဆရာဆရာမတို့အားလုံးเนาะကျွန်တော်တို့ရဲ့เนาะ August လစနေနေ့တိုင်းမှာเนาะတက်လာမဲ့เนาะဗီဒီယိုလေးတွေကိုကြည့်ပါကြည့်ပြီးတော့ကျွန်တော်တို့ဒီလိုအပ်တဲ့เนาะမရှင်းတဲ့အချက်တွေကိုမေးမြန်းဖို့အတွက်29ရက်နေ့မှာကျွန်တော်တို့စုံတွေ့ကြပါသေးလို့ကျွန်တော်တို့ပြောကြရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်